မိုင်းလေးကန်လိုက်ရောโอเคနေတော့ ဘာဆိုင်လဲ Taurus ပါဗျ ကန်ဆာပါ favorite food chocolate ဖြစ်ပါ street food ရောကြိုက်ပါ favorite color white ဖြစ်ပါ black အားလေးအချိန်မှာဘာလို့ရကြိုက်လဲ အားကစားတွေပါလို့ဖြစ်ပါ 7စီရတော့တကယ်ချင်းနဲ့အပြင်သွားတာပေါ့ dream job ကဘာလဲ range ကတော့ကျွန်တော်ကတော့လို့ဟိုတော့စီမံမိုင်းသွားဖြစ်ပါ အောင်မြင်တဲ့ modern လေးတောက်လို့ဖြစ်ချင်တယ် အရက်ဘယ်လောက်လဲ အားပေခွန်မှာ ငါးပေ9ပါဗျ ကိုယ့်ရဲ့အားသာချက်ကိုဘာလို့ထင်လဲ တည်ငြိမ်တာပါတည်ငြိမ်မှုရှိတယ် စိတ်ရှိရပိုပြီး loyal ဖြစ်တယ်ပေါ့ idea တိုက် အာရတိုက်ရလို့ကိုယ့်တဲ့အသက်ကြီးလို့မမတိုက်ရသဘောကျ stop နေမရရမ်းအောင်များနေတော်လိုက်တော့ ကဲညီမလေးကင်မစထရီမိပြီလား ဘယ်လိုပြောရမလဲမာလေးကလေခုလိုအစိမ်းကိုပေါ့နော်မျက်နှာမမြင်မန်းနဲ့အဲ့လိုကြီးမပြောတော့ဘူးပြီးတော့ခုလိုစကားပြောပုံနဲ့ဆိုရင်တော့ညီမလေးတခြားမရွေးတော့ဘူးညီမလေးကန်ကြည့်ပါ ဘာကန်ကြီးရတော့ မဟုတ်ဘူးမျက်နှာနဲ့ခန္ဓာကိုပြောတာ လန့်လိုက်တာဟဲ့နေကန်ရှင်လိုက်ကန်လို့ရမလားကောင်းလေးတွေကခွင့်ပြုံမှဖြစ်သေးရဲ့ ဘလို့လဲညီတို့သဘောတူလားစင်ပြေလား ဟုတ်ရပါတယ် ရှင်းပြပါရော โอเค ဟေးမဟုတ်ဘူးဒီမှာအေး မျက်နှာ ရပြီ မဟုတ်ဒီပဲအေးstop တော်တော့ပြီထင်တယ်နော်မြန်လို့ရွေးလိုက်တော့ကြားနေပြီ ကဲဘလို့လဲညီမလေးစိတ်ချမ်းမှာသဘောကျနေတဲ့လူရွေးပြီးလို့ရွေးလို့ပြီလား ဟုတ်ရေးပြီ ရွေးပြီဆိုရင်ညီမလေးသဘောကျတဲ့လူကိုဒါလေးနဲ့ထုလိုက်တော့ ဒါတပိုင်းကိုကြည့် ဘာမဟုတ်ဘူးအဲ့အကျဲ Blackpink ပွဲတော့ဝယ်ထားတဲ့တူလေညဘာထင်းတာတော့ မသိဘူးလေညီမလေးကဒီတိုင်းမများလို့ဒီတိုင်းမေးလိုက်တာကို ကဲပါလုံးရွေးလိုက်တော့တယောက်ကြားနေပြီ โอเคအဲ့ဆိုစမယ်နော်1 2 3ကဲညီလေးအားလာပါရနော်မရွေးချယ်ရတော့ကိုတို့ဒီနေ့ SNQ မှာ single match channel လေးပါဝင်ပေးရတဲ့အတွက်ကိုတို့လက်ဆောင်လေးပေးရပါနော် ရပါတယ်ဗျကျွန်တော်လည်းသွားတဲ့ရှိရနဲ့တော့ပါပဲသက်ဆောင်လေးပေးတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျ ဟောဟုတ်ပါပြီ ကဲပါ နောက်ပြီးပါနော် ဟုတ်ကဲ့ပါရှင်ဟုတ် ကဲညီမလေးချောဘာလို့ဒီကောင်လေးကိုရွေးလိုက်တာလဲပြောပြပါအောင် သူ့ဆရာရရဲ့အချိန်မွေးအနာကွာအဲ့လိုမျိုးအရန်ဆွဲဆောင်မှုရှိပြီးတော့မှုေးနေရပဲပြီးတော့ချောကလေသူတယောက်ကိုအနာတစ်ခုနဲ့အဲ့လိုတွဲမှတ်ထားတဲ့အကျင့်တစ်ခုရှိရဲ့အရင်တော့ကချောအရန်ရှိခဲ့တဲ့ကောင်လေးစီကအနာလေသူနဲ့စင်တူဖြစ်နေတာအဲ့ဒါကြောင့် ဟုတ်ပါပြီအဲ့ဒါကောင်လေးကိုအမှတ်ပေးမယ်ဆိုဘယ်လောက်ပေးမလဲ ဆယ်မက် โอเคကဲဘလို့လဲညီလေးဒီ let's fight ရေဝင်းနဲ့ဆွဲရဲဆိုရင်ညီလေးယုံပြီလား ဟုတ်တကယ်ရောဝိုင်းရနောက်ကလက်ဆိုင်ရေးပဲတော့နော် ဟုတ်ပြီအကွာကိုညီရင်တယောက်လို့သဘောထားလို့ညီလေးကိုညှိုးပေးတာ ဟုတ်ကျေးဇူးပါဗျာ ကဲတရားရောက်လဲအမှတ်ပေးရရမ်းများရဲဆိုတော့တရားရောက်အချင်းချင်းစုံနဲ့ဆက်ဆက်က channel လေး join အောင်အဲ channel လေး join နေတယ်ဆိုရင်အကရိုးဘက်ကနေပြီးတော့ဒီ let's fight brand က sponsor ပေးတာရေမွေးလေးကိုလက်ဆောင်ပေးတော့မှာဖြစ်ပါတယ် join မလား ဟုတ် join မယ်ဗျာ ဟဲ့ join မလားပြော ဂျိုင်းမှာပေါ့ Okay အဲ့ဒါဆိုလည်း join လိုက်အောင် ready 1 2 3 set go ရှေ့ခေါ်ချောင်းငါလေးသုံးနှစ်ဒီ congratulations ပါ okay congratulations ပါ okay ဆက်စက်က channel နဲ့ join ရတော့ပြီးတော့ကိုခုနပြောရထားတဲ့အတိုင်းပဲလက်ဆောင်လေးပေးမယ်နော်ဒီ let's buy brand sponsor ပေးထားတဲ့ video ကိုလက်ခံပြီးတော့တုံးကြည့်ပါအောင် ရငင်ချင်းရ ချောလဲရင်မွေးကုန်နေရတဲ့တော်ပဲ ဟုတ်လားစမ်းကြည့်အောင်စမ်းကြည့်လိုက်ပါ မွေးနေရပဲတွေ့ရအနာလက်ရှိပြီးဆန်းတယ်နော် ဟဲ့ဘာကိုပြောရလဲရေမွေးကိုပြောရလား ဟုတ်တယ်ရင်မွေးကိုပြောတာ နောက်ကတော့လို့ကောင်းရင်ဗမာရှာပြီးဝယ်လို့ရ Facebook နဲ့ TikTok မှာ let's fight လို့ရရှာလိုက်အဲ့မှာဝယ်လို့ရတယ်ပြီးတော့အခုတို့ကဒီ video အောက်မှာလဲ mention ခေါ်တော့မှာလေညီလေးရဲ့ อ๋อဟုတ်ကဲ့ဗျာကျေးဇူးပေးရကျေးဇူးပါ ဟုတ်ပြီ စစ်ပါ ကိုတို့ဒီ video လို့ live ပြန်နေရလား ဟုတ်ရရ ကြားရနော် ရဗျာ โอเคညီမလေးရောရလား တိတ်ရပေါ့ မရလဲတင်ပါပဲနေကရုံးရလူဆိုတော့ အစ်စေး ရတင်း โอเคကြည့်နေတဲ့တကယ်စင်းတို့အနေနဲ့ဒီကောင်လေးနဲ့ကောင်မလေး live ဖတ်တယ်ဆိုလို့ရှိရင်ကိုမအောက်မှာမှတ်မိသွားပါအောင်เนาะအရင် live ဖတ်တယ်ဆိုပြီးတော့ တက်လုံး FM ဖြစ်ချင်လို့ဆိုရင်တော့ကျွန်တော်ရဲ့ account လေးကို like and follow လုပ်ခဲ့ပြီပါကျွန်တော်နောက်ထပ် video မှာပြန်လည်ဆွေးနွေးပါအောင်မင်းအားလုံးပဲတတာနေစော်ကြီးရဲ့ရင်မွေသုံးဘူးလား စောကြီးရရင်ဝင်းနဲ့ဆိုင်ရလား ဆိုင်တော်ညီလေးရဲ့စော်ကြီးမကြီးခဏရတည်တယ်โอเคကိုအဲ့လိုစင်ရမယ့်ခုနေရတော့လားဟုတ်